ရွာနဲ့တရွာခွဲနေချတဲ့သားသမီးကိုလွမ်းရနေတာနိုင်ငံရင်မြေချတိုင်းတစ်ပါးရောက်သားလေးသမီးလေးကိုဖေနဲ့အမေလွမ်းတာမဆမ်းမှာလွမ်းတာပေါ့ကိုသားသမီးကိုမလွမ်းတာလို့ခွဲနေရတာရွာဖျားပွဲဆိုပိုလို့တတိယမိတာရွာမှာလူဝဲချင်ပိုပြီးလွမ်းနေရရှာရွာဖျားပွဲဆိုပိုလို့တတိယမိတာရွာမှာလူဝဲချင်ပိုပြီးလွမ်းနေချရှာငါသားသမီးတွေရှိရင်ဘယ်လောက်များပြောလိုက်မလဲအလွမ်းမြည်ရင်လေးဝဲလာမလွမ်းတယ်လို့ရှိနိုင်ပါလေဗျာမင်းတို့လွဲမဲ့ငွေထက်မင်းတို့ဆက်တဲ့ဖုံးကိုမျောနေကြရှာစင်မပြေရရဲ့လားရင်ဓမ္မမဆူတောင်းပေးနေရှာကြမ်းပါစေကြောင်းချမ်းသာစေကြောင်းဆူတောင်းရင်အမေလွမ်းရတာဆူတောင်းရင်အဖေလွမ်းရတာတိုင်းတစ်ပါးရောက်သားသမီးရှိတဲ့မိဘတိုင်းလွမ်းနေမှာရွာနဲ့တရွာခွဲနေချတဲ့သားသမီးကိုလွမ်းရနေတာနိုင်ငံရင်မြေချတိုင်းတစ်ပါးရောက်သားလေးသမီးလေးကိုဖေနဲ့အမေလွမ်းတာမဆမ်းမှာလွမ်းတာပေါ့ကိုသားသမီးကိုမလွမ်းတာလို့ခွဲနေရတာရွာဖျားပွဲဆိုပိုလို့တတိယမိတာရွာမှာလူဝဲချင်ပိုပြီးလွမ်းနေရရှာရွာဖျားပွဲဆိုပိုလို့တတိယမိတာရွာမှာလူဝဲချင်ပိုပြီးလွမ်းနေချရှာငါသားသမီးတွေရှိရင်ဘယ်လောက်များပြောလိုက်မလဲအလွမ်းမြည်ရင်လေးဝဲလာမလွမ်းတယ်လို့ရှိနိုင်ပါလေဗျာမင်းတို့လွဲမဲ့ငွေထက်မင်းတို့ဆက်တဲ့ဖုံးကိုမျောနေကြရှာစင်မပြေရရဲ့လားရင်ဓမ္မမဆူတောင်းပေးနေရှာကြမ်းပါစေကြောင်း
ချမ်းသာစေကြောင်းဆုတောင်းရင်အမေလွမ်းရတာဆုတောင်းရင်အဖေလွမ်းရတာတိုင်းတစ်ပါးရောက်သားသမီးရှိတဲ့မိဘတိုင်း